ဒီနေ့ကတော့အလုပ်ပေးရလေးဖြစ်ပါတယ်အလုပ်ပေးရဆိုလို့ရှိရင်3ပတ်ကိုတစ်ခါဒါမို့2ပတ်ကိုတစ်ခါအေရှာမကတ်သွားတယ်အသားတွေငါးတွေအတွက်ဆိုလို့ရှိရင်တော့ဒီ RSI မှာတော့ဝယ်ဖြစ်တယ်ပေါ့နော်ဒါကကြတော့အလုပ်ထဲမှာဖြစ်ပါတယ်အလုပ်ထဲမှာအကစားလဲလုပ်လို့ရတယ်ကိုယ့်ရဲ့ break time နေဆိုလို့ရှိရင်အကစားတော့လုပ်လို့ရတယ် break time ကကြတော့4နာရီကိုတစ်ခါနိုင်ခွက်နားလို့ရပါတယ်အဲ့ဒီမှာအခုလုပ်တဲ့အလုပ်ကတော့အင်ကြီးကို check ထိုးရတဲ့အလုပ်ဖြစ်ပါတယ်အခုလုပ်နေကြအလုပ်ကအမြဲတမ်းလုပ်ရတဲ့အလုပ်ဖြစ်တဲ့ straight back လို့ခေါ်တဲ့ပစ္စည်းတွေပေါ့နော်ပုံနဲ့အဝတ်စားတွေဘောင်းမီတွေအင်ကြီးတွေကိုရည်တွက်ပြီးထည့်ရတဲ့အလုပ်ပေါ့နော်ဒါကတော့ Thanksgiving Day မှာတော့ကျမတို့1နာရီခွဲ2နာရီလောက်အားနေလို့ပေါ့နော်အလုပ်အားနေတဲ့အတွက်ကြောင့်မို့လို့ DoorDash လေးမောင်းပြီးပစ္စည်းပို့ခဲ့တယ်3ချောင်းစာပို့ခဲ့တယ်3ချောင်းစာလို့3ချောင်းစာကိုပတ်စံကဘယ်လောက်ရလဲဆိုတော့ဒေါ်လာ30လောက်ရရပါတော့တကြောင်ကို30နီးပါအကယ်လို့ကိုက10နာရီကားမောင်းဝယ်ဆိုလို့ရှိရင် overtime တော့မလုပ်ဘဲနဲ့10နာရီကားမောင်းမယ်ဆိုလို့ရှိရင်ဝင်ငွေ100ရပါတယ်ပေါ့နော်ပေးရကြလို့ရှိလို့ရှိရင်ဒီလိုဖူပေါ့နော်အစားအစာနိုင်ဂျီးရီးယားအစားအစာကိုလှုပ်ရှားပြပါတယ်ဒါကြတော့ထမင်းနဲ့တူတော့နော်ဂဇီတက်နည်းနည်းပါတယ်သူကဒီအနှစ်ကကြတော့ရုံးပရိသီရဲ့ငားရဲ့ချက်ထားတဲ့အနှစ်ပေါ့နော်လှုပ်ရှားပါပေါ့နော်ထမင်းမစားချင်လို့ရှိရင်တခါလေးအဲ့ဒါလှုပ်ရှားတယ်ဒီတပူးကတော့$9ပဲရှိပါတယ်ပေါ့နော်ပိတ်ရက်ဆိုလို့ရှိရင်အိမ်မှာဒီလိုအစားအစာလေးတွေလှုပ်ရှားပြပါတယ်မိသားစုနဲ့အတူတူ4ရက်အလုပ်လုပ်ပြီးတော့3ရက်နားတဲ့အတွက်ကြောင့်မို့လို့ကလေးအတွက်အချိန်ပိုပေးပြပါတယ်ရှင်